အားလုံးပဲမင်္ဂလာပါညီမဒီနေ့ပြောပြပေးချင်တာကတော့ညီမတို့လက်ရှိ sales and marketing sector မှာခေါ်ယူနေတဲ့ position လေးတွေကို sharing လုပ်ပေးချင်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ညီမဒီ consumer healthcare industry အတွက်ကို area sales manager ရှာနေရရှိပါတယ် salary ကတော့ up to 25 သိန်းထိပေးထားပါတယ်နောက်ထပ်တစ်ခုအနေနဲ့ဆိုရင်တော့ညီမဒီ F&B retail business တစ်ခုအတွက်ကိုညီမ senior graphic designer ရှာနေရရှိပါတယ်သူကတော့ salary က73 သိန်းထိပေးထားပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကြတော့ညီမ Mandalay မှာပေါ့နော်ဒီ FMCG industry တစ်ခုအတွက်ကိုညီမ showroom manager လေးရှာနေရရှိပါတယ်သူကတော့ salary က up to 15 သိန်းထိပေးထားပါတယ် showroom manager ကကြတော့ညီမတို့ဒီ showroom experience ရှိရတဲ့သူရောပြီးတော့ဒီ sales experience ပေါ့နော် FMCG industry မှာ sales experience ရှိနေတဲ့သူကိုရှာနေရလေးဖြစ်ပါတယ်ဆိုတော့အခုဖော်ပြထားတဲ့ position လေးတွေကိုစိတ်ဝင်စားလို့ JD လေးတွေတွားပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့အခုဖော်ပြထားတဲ့ website လေးမှာကြည့်လို့ရပါတယ်တကယ်လို့စိတ်ဝင်စားလို့ရှောက်ထားချင်တယ်ဆိုရင်တော့ညီမအခုဒီဘက်မှာဖော်ပြထားပြီးရဲ့ email လေးကို CV လေးပေးပို့လျှောက်ထားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်